ကိုဒီဗီဒီယိုလေးမှာတော့စီနာဒါယိုတွေဘယ်လိုလုပ်လဲဆိုတာကိုအပိုင်းတစ်ပိုင်းခွဲပြီးတင်ပြသွားမှာဖြစ်ပါတယ်။သူ့ရဲ့သင်္ကေတဆိုရှင်သူ့ကိုကြည့်မယ်ဆိုရှင်သူ့ရဲ့သင်္ကေတဆိုရှင်ဒါယိုကိုကျွန်တော်တို့ဒီလိုအပေါ်အောက်လေးကျွန်တော်တို့တွန်းလာတာကိုတွေ့ပါလိမ့်မယ်။သူကဆိုရှင်သူ့မှာဒီမှာ VCC ရှိပြီးတော့သူ့မှာသူနဲ့ပြန်ဆက်လာတယ်ဒီမှာ series resistor လေးရှိပါတယ်သူက current ကို limit လုပ်ပါတယ်ပြီးရင်စီနာရဲ့ပင်ကိုကျွန်တော်တို့ ground ချပေးထားပါတယ်ဒီရရှင်ဒီဘက်ကနေပြီးတော့ကျွန်တော်ပိုလီကိုအလုပ်ကိုပေးတာဖြစ်ပါတယ်ကျွန်တော်တို့စီနာတွေကတခြားတိုင်းလို့တွေပဲကျွန်တော်တို့အရစ်ပါတဲ့ဘက်ကဒီနေရာမှာအရစ်ပါတဲ့ဘက်ကကအန်လုပ်ဖြစ်ပြီးတော့ကတ်တော့ဖြစ်ပြီးတော့ခြားဘက်ကအန်လုပ်ပါဒါပေမဲ့ reverse polish ကိုကျွန်တော်တို့ဒီလိုမျိုးထိရထားပြီးတော့သုံးပါတယ် polish ကို block လုပ်ထားတဲ့ပုံကိုလိုချင်တော့အခုပုံကြည့်မယ်147ကျွန်တော်တို့ဒီမှာ14742ဆိုရင်ကျွန်တော်တို့တွဲဖို့ဖြစ်ပြီးတော့သူ့ရဲ့ခံနိုင်တဲ့အနည်းဆုံးဆိုလို့ရှိရင်21 milli အနည်းဆုံး21 milliampere ခံနိုင်ရင်တကယ်လို့ပေးခဲ့မယ်ဆိုရင်သူ့ရဲ့အဓိပ္ပာယ်ဆိုလို့ရှိရင်တွဲဖို့ရမယ်လို့ပြောတာဖြစ်ပါတယ်ဒီအသုံးများတာတွေကတော့ကျွန်တော်14733 14742တွဲဖို့နဲ့ကျွန်တော်တို့ဒီမှာ14733ကျွန်တော်တို့5ကိုတို့ဖြစ်ကြတာဖြစ်ပါတယ်စရည်နေဖြစ်ပါတယ်ကျွန်တော်တို့အသုံးများဆုံးကတော့ကျွန်တော်ဒီလိုပုံစံကျွန်တော်တို့11စီနာလေးတွေကိုပမာဒီမှာတော့အသုံးများပါတယ်အခုကျွန်တော်တို့ဒီပုံကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ12 volt supply လေးပေးထားပါတယ်ပြီးရင်ဒီမှာ5 volt စီနာလေးနဲ့အပြိုင်သွားဆိုလို့ရှိရင်လုတ်ကိုဆက်ထားတာဖြစ်ပါတယ်အဲ့တော့ဒီမှာ12 volt ဆိုလို့ရှိရင်12 volt supply ရှိနေတာကျွန်တော်တို့5 volt စီနာဆက်ထားတော့ပိုတဲ့9 volt ကကျွန်တော်တို့ဒီမှာ RS ပေါ်ကိုကြာမှာဖြစ်ပါတယ်တကယ်လို့ volt တွေကိုကျွန်တော်တို့ -12 volt ကိုဒီဘက်ကနေသာပြောင်းပြန်လှည့်ပြီးတော့စီနာရဲ့ကောင်းဘက်ကနေပြီးတော့ဒီဘက်လေးကနေပြီးတော့ပြန်ပြီးတော့ပေးခဲ့မယ်ဆိုလို့ရှိရင်เนาะစီနာဆိုရှင်သူက forest ပိုင်းလိုက်ရပြီးတော့သူ့ရဲ့ polish ကဆိုရှင် 0.7 volt ကိုကြော်ပြီးတော့မရဘူးဖြစ်ပါတယ်စီနာကလုံးကိုကျွန်တော်တို့လုံနဲ့ပြန်ဆက်တဲ့အခါမှာဆိုရှင် input port တွေကခုနဒီဘက် input port တွေကဆိုလို့ရှိရင်ကျွန်တော်လုံ port တွေတက်ပို့ပြီးတော့ကျွန်တော်တို့3 volt တော့အနည်းဆုံးကြည့်တင်ပါတယ်သူကတကယ်လို့ဒီဘက်ကကျွန်တော်တို့က input ကဒီ12 volt output ကဆိုရှင်12 volt လောက်လို့ရတယ်ဆိုလို့ရှိရင်ဒီ input ကိုကျွန်တော်တို့အနည်းဆုံး15 volt လောက်ထားမှာဖြစ်ပါတယ်အခုကျွန်တော်ကဒီ project လေးမှာတော့ Zina board တွေ regulator လေးတခုကိုစောက်ထားပါတယ်ဒီကျွန်တော်တို့5 volt Zina လေးရှိပါတယ်သူရဲ့ voltage က 5.3 ရှိပါတယ်ပြီးလို့ရှိရင်တကယ်လို့ over voltage 5 volt နဲ့ကြော်ပြီးတော့သူက over voltage ဖြစ်တာနဲ့ relay ကခတ်ပြီးတော့အခုကျွန်တော်တို့ဒီလုတ်ဖြစ်တဲ့ LED ကိုမှိတ်သွားအောင်လုပ်ပေးမှာဖြစ်ပါတယ် protection circuit လေးပါအဲ့တော့ကျွန်တော်အခု voltage ကိုဖြည့်ပြီးဒီမှာvoltage ကိုတင်လိုက်ပါတယ်အခု5အခုဆိုရှင် voltage ကတက်လာတဲ့ကြောင့်လို့စီနာကဖြတ်ချလိုက်တဲ့အတွက်လို့ဒီမှာ relay ရဲ့ transistor ကိုတွားရောက် on ပြီးတော့ပို့လာတဲ့ voltage က on ပြီးတော့ကျွန်တော်တို့ relay ကဆွဲပြီးတော့မီယာညှိသွားမှာဖြစ်ပါတယ်အခုကျွန်တော်တို့ကစီနာတိုင်ကိုပို့ရတဲ့ကားနဲ့ကျွန်တော်တို့ကြိုက်တာ sticker ကိုချမ်းမြေလေးကြည့်ပါမယ်သူကဆိုရှင်ဒီလို forward bias မှာတွေ့လို့ပါပဲတာမန်တိုင်လေးရဆိုရှင်ကျွန်တော် forward port ကို 0.3 နဲ့ 0.7 ပို့လို့ပေးရပါတယ်သူကဆိုရှင်အဲ့တော့ဒီအချိန်တွေရောက်ရင် forward port မှာသူကဒီကနေပြီးတော့ 0.7 မတက်တော့ပဲတိုင်ကသူ့ရဲ့ခါးတန်းကဒီလိုတက်သွားမှာဖြစ်ပါတယ်တကယ်လို့ကျွန်တော် reverse bias မှာတော့ကျွန်တော်တို့ရိုးရိုးတိုင်တွေဆိုလို့ရှိရင်1000 volt လောက်ထိတော့အများကြီးသူကပေးလို့ရတယ်ပဲဇီနာကတော့သူတတ်မှတ်ထားတဲ့ voltage ပို့ပြီးတော့ပေးလို့မရဘူးဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့အများဆုံးဘယ်နေရာမှာသုံးတယ်လဲဆိုရင်တချို့ IC တွေရဲ့ supply voltage ကို circuit ထဲမှာလိုချင်တဲ့အခါမှာဒီ IC တွေရဲ့ circuit ထဲမှာ IC ရဲ့ supply ကိုလိုချင်တဲ့အခါသုံးတယ်အခုဒီပုံကိုကြည့်မယ်ဆိုရင်ကျွန်တော်220ကနေပြီးတော့ကျွန်တော်12 volt လို့ကိုချပြီးတော့ဒီမှာ12 volt လို့ကိုကျွန်တော်တို့ဒီမှာ capacitor လေးခံပြီးတော့သုံးပါတယ်ဒါပေမဲ့ကျွန်တော်တို့က IC က5 volt ဒီမှာဒီ IC ရဲ့5 volt ကိုလိုချင်တဲ့အခါမှာကျွန်တော်တို့ Zina တွဲကိုခံပြီးတော့ဒီကနေပြီးတော့5 volt Zina လေးခံပြီးတော့ဒီမှာ5 volt လို့ကိုထုတ်သွားတာဖြစ်ပါတယ်အဲ့တော့12 volt နဲ့5 volt power supply နှစ်ခုကို
တို့သုံးနေတာဖြစ်ပါတယ်ခုကျွန်တော်ကဇီနာ polish နဲ့ကားတဲ့အကြောင်းနည်းငယ်ပြောပါတယ်အခုဒီပုံလေးကိုကြည့်လိုက်မယ်ဆိုရင်ရှင်အစိမ်းလူရောင်လေးတွေအစိမ်းလူရောင်လေးတွေခရမ်းလူရောင်လေးတွေအပြာလူရောင်လေးတွေအစိမ်းရောင်လေးတွေနဲ့ပြထားတာ polish လမ်းကြောင်းဖြစ်ပြီးတော့အနီရောင်နဲ့ကျွန်တော်တို့ပြထားတာကကားတဲ့လမ်းကြောင်းလေးဖြစ်ပါတယ်အခုဒီနေရာမှာဆိုရှင်ကျွန်တော်တို့ battery polish ကဆိုရှင် battery polish ကကျွန်တော်တို့ minus ကနေပြီးတော့ plus ကိုသွားတာဖြစ်ပါတယ်အဲ့တော့ battery ဆိုတာက power ပေးတဲ့ပစ္စည်းဖြစ်လို့ကားတိုင်းကလည်းကျွန်တော်တို့ minus ကနေပြီးတော့ဒီကားတိုင်းကလည်းဒီ direction ကလည်း minus ကနေပြီးတော့ဒီလို plus ကိုသွားတာဖြစ်ပါတယ်ဒါပေမဲ့power ယူတဲ့ပစ္စည်းတွေဖြစ်တဲ့ကျွန်တော်တို့ဒီ power ယူတဲ့ပစ္စည်းတွေဖြစ်တဲ့ resistor တို့ကျွန်တော်တို့ signal diode တို့ကတော့polish ကကျွန်တော်တို့ plus 2 minus plus 2 minus plus 2minus ဖြစ်ရမှာဖြစ်ပါတယ်ဒါမှကျွန်တော်တို့ဒီပေးတာနဲ့ယူတာပေါ့ရင်ကျွန်တော်တို့ polish က polish law ရ0ဖြစ်မှာဖြစ်ပါတယ်အခုကျွန်တော်တို့ဒီနေရာမှာ battery ရဲ့ကျွန်တော်တို့ battery ရဲ့ polish ကကျွန်တော်တို့ battery ရဲ့ polish ကကျွန်တော်တို့ဒီမှာတွဲဖို့ကျွန်တော်တို့တွဲဖို့ဖြစ်တယ်ဆိုလို့ရှိရင်ဒီစီနာပေါ့စီနာ5ဖို့စီနာလေးကိုကျွန်တော်တို့သုံးမှာသုံးတဲ့အခါမှာဆိုရှင်လောက်ကတော့ကျွန်တော်တို့5ကိုရပြီးတော့ကျွန်တော်တို့ resistor ဆိုရှင်7ကိုရမှာဖြစ်ပါတယ်ဒီနေရာမှာ current စီတာကိုတစ်ချက်ကြည့်မှာဖြစ်ပါတယ် current ကတော့ source ကဆိုရှင်ဒီ current ကကျွန်တော် source ဖြစ်တဲ့ source ကတော့ကျွန်တော်တို့ဘိုးရင်းနဲ့အပြိုင်ဒီအနီရောင်လေးကိုကြည့်မယ်ဆိုရင်ဘိုးရင်းနဲ့အပြိုင်စီမှာဖြစ်ပြီးတော့ကျွန်တော်တို့ကျွန်တော်တို့ချားပစ္စည်းတွေကြတော့ကျွန်တော်တို့ကားရန်ဆိုရှင်ဒီမှာဘိုးလေးရှိရဆိုရှင်ဘိုးလေးနဲ့သူကသူပြောင်းမြန်ဒီမှာဆိုရှင်လည်းသူကဘိုးလေးနဲ့ aeroline တွေကဘိုးလေးနဲ့သူကပြောင်းမြန်စီမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီနေရာမှာကားရန်စီဝင်စီနေလေးကိုကြည့်မှာဖြစ်ပါတယ်ကားရန် law ရချိကန်ကြည့်မှာဖြစ်ပါတယ်ကျွန်တော်တို့အခုဒီမှာဒီနေရာလေးက note A နေရာလေးပါ note A မှာဆိုရှင်ကားရန်ကားရန်1ဆိုရှင်အဝင်ဖြစ်ပြီးတော့ current 2က attract ဖြစ်တဲ့ကြောင့်မို့လို့ current law ရမှန်ပါတယ် node B မှာကြည့်မယ်ဆိုရှင်ဒီ node B ကိုကြည့်မယ်ဆိုရှင် current 2ကဒီ current 2တွေကအဝင်ဖြစ်ပြီးတော့ current ကျွန်တော်ဒီမှာ3နဲ့4နဲ့က attract ဖြစ်ပါတယ် node C ကိုကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ current 3နဲ့4နဲ့ကဒီမှာအဝင်ဖြစ်ပြီးတော့ကျွန်တော်တို့ current 1ကဒီလို attract ဖြစ်ပါတယ်အဲ့တော့ကားရဝမ်ကကျွန်တော်တို့ဒီမှာ300 milli ampere စီးမဲ့ဆိုရှင်လည်းattract ဖြစ်တဲ့ current 2ပါဆိုရှင်300 milli ampere ပဲစီးမှာဖြစ်ပါတယ်နှုတ်ပြီးမှာတော့2လိုင်းခွဲသွားတဲ့အတွက်ကြောင့်မို့လို့စီနာရဲ့ကိုကားရန်ကနည်းနည်းလေးပဲစီးပြီးတော့လှုပ်တယ်ကိုကားရန်ကအပြည့်တောင်ဒီပါစီးမှာဖြစ်ပါတယ်ဒီနေရာမှာဆိုရှင်5 volt စီနာရဲ့ပို့တဲ့ polish 7 volt ကိုကျွန်တော်တို့ဒီCTC resistor လေးဟာရမှာဖြစ်ပါတယ်ကျွန်တော်တို့နောက်တစ်နည်းနဲ့စဉ်းစားကြည့်ပါမယ်စီနာကိုလုံးချိတ်ထားရင်ဘယ်လိုများဖြစ်မလဲဆိုတာကိုစဉ်းစားပါမယ်ဒီစီနာနဲ့ကျွန်တော် resistor ဒီအတွဲလေးကိုကျွန်တော် source တစ်ခုနဲ့ polish တစ်ခုနဲ့ချိတ်ကြတယ်အဲ့တော့ဆိုဒီမှာလုံးမပါပဲကျွန်တော်ချိတ်လိုက်ပါတယ်ဒီနေရာမှာလုံးမရှိပဲနဲ့ကျွန်တော်ချိတ်လိုက်တဲ့အခါမှာစီနာတွေကိုကျွန်တော်တို့ရှင်းမြအကားရနေရဆိုအကုန်စီးလာမှာဖြစ်ပါတယ်အဲ့တော့စီနာဘိုးတွေကနည်းနည်းတိုးလာပါတယ်အများကြီးတော့မဟုတ်ပါဘူးတိတင်တာကကျွန်တော်တို့လုတ်ချိတ်ထားရင်ကျွန်တော်ဒီမှာကျွန်တော်တို့လုတ်ကိုသာချိတ်ထားခဲ့မယ်ဆိုလို့ရှိရင်ကားရန်ကလုတ်ထဲကိုပဲကျွန်တော်တို့အကုန်လုံးစီဒီပါစီတော့ဖြစ်ပါတယ်စီနာကတော့ဘိုးတွေတိုးပြီးတော့ကားရန်တွေကဆိုလို့ရှိရင်ကျွန်တော်နည်းနည်းလေးပဲစီတာဖြစ်ပါမယ်တကယ်တော့လုတ်တာမရှိခဲ့ဘူးဆိုရင်เนาะစီတာနဲ့ဒီလိုကားရန်တွေအများကြီးစီတော့စီနာအပူရန်ကိုစပြီးခံရမှာဖြစ်ပါတယ်စီနာမှာကြားတဲ့ဥမာ5 volt နဲ့ကျွန်တော်တို့လုတ်တွေကအများကြီးစီးရတဲ့ကားရန်တွေနဲ့မြောက်မှာဆိုရှင်ဝတ်တွေကလည်းအများကြီးရှိပါတယ်အဲ့တော့စီနာမှာလည်းသူ့ဟာသက်ဆိုင်ရာဝတ်တွေနဲ့ဝါ2ပါစသဖြင့်ရှိတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီညမှာတည်တင်တာကအောက်ပုတ်ကားရန်လောက်ကလည်းကျွန်တော်တို့ထုတ်ချင်တဲ့အောက်ပုတ်ကားရန်ဒီလောက်ကထုတ်ချင်တဲ့ဒီကားရန်ပမာဏဆိုရှင်စီနာခံနိုင်တဲ့ polish တွေကားရန်တွေနဲ့လည်းဆိုင်ပါတယ်အဓိကအပြင်ကျွန်တော်တို့လောက်ရဝက်ကစီနာရဲ့ဝါလောက်နီးပါးကိုရှေ့ရမှာအဆင်ပြေမှာဖြစ်ပါတယ် Thanks for watching အပိတ်ကြည့်ရှုမှုကိုအထူးကျေးဇူးတင်ရှိပါတယ်ဝါသနာရကိရိသမျှကိုပြန်လည်မျှဝေတင်ပြခြင်းသာဖြစ်ပါသဖြင့်သင်ပြပြီဆိုတော့ like subscribe and share လေးလုပ်ပေးကြပါခင်ဗျာ
ဗီဒီယိုများကိုတက်နိုင်သမျှအဆက်ဆက်နဲ့တင်ဆက်ထားတာဖြစ်တာကြောင့် playlist ကိုကြည့်ရှုခြင်းဖြင့်အလွယ်တကူပြန်လည်ရှာဖွေနိုင်ပါတယ်။